안녕하세요, 여러분. 디체님의 야로 디체 유진 페바레 디니마로 디체야 여러분들의 크래시고 프린표의 카마 코리아 서산 블루 프린표음레 소라고 쉐어를 비타마 몰로 디체네 두두 리라 지자야. 그럼 시작해 볼게요. 디네 뼈마로 고백 번호 고백 소라가로 프린표무 뼈라바 블루 프린표 잠레 지자메 이건 영화야 다 욕심해. 넌 주인공이고 네가 네가 떠요상ဖြစ်ပြီးတော့ 난 널 좋아하는 조연이야. 나가로 닝고 더보자니야래.အရန် တရုပ်ဆောင်ပါ. အဲ့တော့ 주인공ကတော့ 여러분 드라마 ကြည့်တဲ့သူတို့များတော့ သိတယ်ပေါ့နော်. 주인공 ဆိုရင် အဓိကဇာတ်ဆောင်. 조연ဆိုတာက ဒီလိုမျိုး ရုပ်ရှင်ကားတကမှာ ပါဝင်အားဖြင့် တရုပ်ဆောင်တဲ့သူတွေကို 조연 လို့ပြောတယ်ပေါ့နော်. 저와ဒီမှာတော့ အရန်ဇာတ်ဆောင်ဆိုပြီးတော့ ဘာသာပြန်ထားပါတယ်. အရန်ဇာတ်ဆောင်လို့လည်းပြောလို့ရတယ်ပေါ့နော်. အဲ့တော့ဒီရုပ်ရှင်ကားပေါ့နော်. ဒါလေးဒါရုပ်ရှင်ပဲတဲ့. ဒီရုပ်ရှင်မှာဆိုရင်မင်းကအဓိကဇာတ်ဆောင်ဖြစ်ပြီးတော့ ငါကတော့မင်းကိုသဘောကျရတယ်. အရန်တရုပ်ဆောင်ပါတဲ့. 그런데 다비멜리 이번엔 네အကြိမ်မြောက်မှာတော့ 조연이 주인공한테 고백하려고 해. အဲ့တော့အရန်တရုပ်ဆောင်ကဒီပေါ့နော်အဓိကတရုပ်ဆောင်လေးကို ဖွင့်ပြောဖို့လုပ်ထားပါလေ. တို့လို့ရှိရင်ကိုချစ်ရတဲ့သူကိုအဓိကတရုပ်ဆောင်လေးဖြစ်ပြီးကိုကတော့အရန်တရုပ်ဆောင်ဖြစ်ပြီးကိုကတော့သူ့ကိုဖွင့်ပြောဖို့လုပ်ထားတယ်ဆိုပြီးတော့ 드라마 ဇာတ်ဇန်လေးပေါ့နော် ရုပ်ရှင်ဇာတ်ဇန်လေးပြောချင်တဲ့여러분들တို့အတွက်ဒါလေးကိုသုံးပြီးတော့ပြောလို့ရတယ်နော် crash ကို နောက်တစ်ခုကတော့ 만약 우리가 드라마 주인공이라면 지금쯤 키스씬 나와야 하는데 အကယ်၍မြန်ငါတို့က 드라마ကားတဲ့က အဓိကဇာတ်ဆောင်လေးဒါဆိုလို့ရှိရင် အခုချိန်လောက်ဆိုရင် kiss sense ဖြစ်နေလောက်ပြီပေါ့ 드라마 ကြည့်တဲ့သူတွေဆိုသိလိမ့်မယ်ပေါ့နော် kiss sense တွေပါတယ်လေ 드라마 ကားထဲမှာ အဲ့တော့ငါတို့က 드라마 ကားတဲ့ဇာတ်ဆောင်လေးဒါဖြစ်နေမယ်ဆိုရင် အခုချိန်လောက်ဆိုရင် ငါတို့ရဲ့ kiss sense လေးဖြစ်နေပြီပေါ့ အဲ့လိုမျိုးလေးလေပြောလို့ရပါတယ်လို့ နောက်တစ်ခုကတော့ 네가 만약에 나랑 사귀면 지구가 멸망할까 봐 고민했는데 그런 일은 없을 것 같아서 말할게. 나 너 좋아해. 네가 만약에 အကယ်၍မြန် 나랑 나네 사귀면 쬐매수인 지구가 그바이야 멸망할까 봐 멸망하다ဆိုတာကကြတော့ ပျက်စီး ဆုံးရှုံးနေပေါ့နော် ပျက်စီးအဆုံးသတ်သွားတယ်လို့ပြောတာပေါ့နော် ဒီမှာရှိတဲ့망ဆိုတာကကြတော့ 망하다နေလာတယ် ပျက်စီးရယ်ဆိုတဲ့ဟာမျိုးပေါ့နော် 멸망할까 봐လေ ပျက်စီးဆုံးရှုံးသွားမှာလားဆိုပြီးတော့ 고민했는데 소예 부변케빈매 그럴 일은 없을 것 같아서 အဲ့လိုမျိုးကိစ္စကရှိလာမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ 말할게 ပြောလိုက်ပါ나 너 좋아해. ငါမင်းကိုသဘောကျတယ် အဲ့လိုမျိုးလေး 보여 그래도 줄로야바비로. 하루쿠와자로 나 너 안 좋아하는 줄 알았는데 올려뒀어. 완전 좋아하는 걸로 나와. 나는 맞자이 부로 틴다게라 에라 딴네비고 완전 좋아하는 걸로 나와. 롱하고 짤때 소비로ထွက်လာနေတယ် 다들လို့ရှိရင် မင်းကြိုက်ဘူးလို့ငါကငါလိန်နေခဲ့တယ် ငါနင့်ကိုတကယ်တော့ကြိုက်နေပြီပေါ့ အဲ့လိုမျိုးပြောချင်တဲ့သဘောလေးရောက်ပြီပေါ့နော် 하루쿠와로 낙서덕후배번호 너는 마법사야? 미야 뭐시야라 내 마음을 훔쳐갔잖아. 나의 날로달리고 호도하게 너. 그럼 마법수라가디 뭐 비냐고 표라보노. 마법사라 뭐시야라. 나의 날로달리스러 마음 훔쳐가다주라 호도하래 보러 훔쳐갔잖아. 호도하게 너. 미야 뭐시야라. 나의 날로달리고 나랑 못 뛰게 미 호도하게 너. 알려줘 게 여러분 디니야로 여러분들도 크래시고 뭐너 코리아로 표현되는 둘리들 타고 김멜로 디체야 명령바래 감사합니다. 그럼 지금 여러분 좋아하는 사람에게 고백합시다.